ရောင်လေးအဲ့ကဲတော့ပြည့်စည်အောင် ပြီးတော့သူတပည့်ကလည်းအဲ့ကိတ်ကိုသွားပြက်စီးပါတယ်ပြီးတော့သူရဲ့ကောင်း3ယောက်ကလည်းရောက်လာပါတယ် ဟဲ့အောင်မင်းတို့ဘာလောက်ရလဲဟဲ့အောင်အဲ့တော့ရှင်းလိုက်ငါအောင်ရောက်သွားလိုက် ပြီးတော့သူတို့2ယောက်ကလည်းပျောက်သွားပါတယ် ဟဲ့အောင်မင်းတို့တွေ့ဖို့တာပြင်ထားတော့ ပြီးတော့သူကလည်းတွားချပါတယ်ပြီးတော့နေရာပြောင်းလိုက်ပါတယ်ပြီးတော့သူတို့ရဲ့အင်အားတွေကိုဆုပ်ယူလိုက်ပါတယ် ဟာကွာတို့ကောင်တရားရင်ကနေကြမျိုးကိုကြီးမြန်တော့တောင်းရမယ် ပြီးတော့သူကလည်းကာစီပြီးတော့တောင်းပါတယ်ပြီးတော့ဒါတစ်ချောင်းရောက်လာပြီးသူ့ရဲ့ပိန်းလုံးမှာစိုက်သွားပါတယ်ပြီးတော့ပိန်းလုံးကိုအမြန်ဖြုတ်လိုက်ရပါတယ်အဲ့အချိန်မှာပဲအိုင်ယွန်မန်အမေအောင်ကရောက်လာပါတယ်ပြီးတော့သူကလည်းကာစီပြီးပြန်လိုက်လာပါတယ်နောက်ဆုံးတော့ရောက်လာပါပြီနင်ဂျာတွေနေတဲ့မြို့ပဲဖြစ်ပါတယ်ဒါကတော့အပိုင်း1ဖြစ်ပါတယ်အပိုင်း2ကိုနောက်နေ့ကတင်ပေးသွားပါမယ်